ဒီနေ့ဒီကျောင်းတော်မှာကျောင်းသားတွေနဲ့ဒီစတရားပူဇော်ခြင်းနဲ့တစ်ခုရောက်ရှိလာပြန်ပါတယ်ကျွန်တော်တို့ရဲ့ရှောက်လန်းနေတဲ့ဒီဘဝဟာမတူညီသောဘဝတစ်ခုပြောရမှာဖြစ်ပါတယ်ကက်သလစ်တော်စင်ကိုတက်လှမ်းပြီးဆိုလို့ရှိရင်ဘဝချင်းလူဒီအတွက်သူတို့မပြောနဲ့မိသားစုမှာတကယ်ချင်းပေါင်းဖော်ရက်ွက်သူတို့အတွက်လည်းအထူးဆန်းလေးအကုန်လုံးဖြစ်တယ်အဲဒီထူးဆန်းချက်ဘာလို့ဖြစ်တယ်လဲဆိုလို့ရှိရင်ဒီနေ့ကဘာကအဲ့ဒီအကြောင်းတွေကိုတိတ်ပြီးတော့မရင်းနှီးတာလည်းပါတယ်လို့အထူးသဖြင့်ကျွန်တော်တို့ရဲ့ဒီနေရာဒေသမှာအင်မတန်မှနေပါသေးတဲ့လူဦးကြီးကြောင့်အတိကြောင့်လည်းဖြစ်ပါတယ်တစ်ဖက်ကလည်းကဘာကသွင်းထားတဲ့အတိတွေဟာဒီနေ့ကျွန်တော်တို့တန်ဖိုးထားတဲ့ဒီသရစင်ဘဝနဲ့ကြွားချလို့အလန်းဝေးလို့နေပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလိုသူတော်စင်ဘဝကိုရွေးချယ်တဲ့အခါတော်များများရဲ့စိတ်ထဲမှာထူးဆန်းချက်ဖြစ်ပါတယ်တချို့ဒီဟာလုံးဝလက်မခံတဲ့အတိုင်းအတာလေးလည်းရှိပါတယ်သို့တော်လည်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတိုင်းတာနဲ့ဒီယဟန်ပေါင်းကိုတက်လှမ်းခြင်းသည်ခုနကပြောသလိုတန်ဖိုးကြီးမားတဲ့ဘဝတစ်ခုကိုသိမ့်ပိုက်လိုက်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အကြောင်းတွေကိုကျမ်းစာတော်ထက်ကနေပြန်ပြီးတော့ထောက်ရှုပြီးတော့အင်အားသွင်းရပါတယ်အားယူရပါတယ်ကဘာကသူဟာသူဒီနေ့ကျွန်တော်တို့ရဲ့တည်ဆောက်နေတဲ့ဒီယဟန်ဘဝဖြူစင်သော religious ဘဝဒါဟာအသင်းတော်ကပိုင်ဆိုင်ထားတယ်ဆိုရမှာတမန်ကျမ်းစာတော်ရဲ့ဒီတောင်းမြင့်တမိုင်းကိုဖြတ်ကျော်လာတဲ့ယဟန်တာသူတော်သူမြတ်တွေနဲ့ဘုရားသခင်ပံ့ပိုးပေးလာတဲ့ဒီနေ့ဒီမနေ့အထိလက်ဆင့်အကမ်းမှာဒီသူတော်စင်ဘဝဆိုတာအထူးဆန်းမဟုတ်တော့ပဲအသစ်လည်းမဟုတ်တော့ပဲတို့အတွေ့ကြတော့ယူသွားပြီလွေသွားပြီကဘာကအထူးဆန်းအောင်ဝင်းနေလဲတို့အတွေ့ကမူပိုင်းကိုယ်နဲ့ရင်းနှီးကြွားဝင်တဲ့ဘဝမျိုးဖြစ်ခဲ့ရပြီလို့ပြောပြမှာဖြစ်ပါတယ်ဒီနေ့ကျမ်းစာတော်အဖြစ်တစီတဆောင်ဒီချက်ကိုထောက်ရှုမယ်ဆိုလို့ရှိရင်ဖျားလူမျိုးတော်ဒီသူတို့ရဲ့သမိုင်းဟိုလဲဂျေကပ်အာဗြဟံနဲ့အိဇက်သားလေးတယောက်အေဆောက်နဲ့ဂျေကပ်ဒီဂျေကပ်သားလေးရဲ့12ယောက်ကနေကျွန်တော်တို့ဂျိုဇေဟာအီဂျစ်ပြည်ရောင်းခြင်းအဲဒီမှာရှင်ဘုရင်အလာဒုတိယရှင်ဘုရင်ဆိုပါလို့တကယ်ကိုတော်ကြီးကိုတာဝန်ခံအစာအစာခေါင်းပါတဲ့အခါ distribution ပေးတဲ့ logistic ကြီးပေါ့ဒီလို kidness ကစကားနဲ့ပြောရင်အဲဒီမှာသူညီကိုများနဲ့ပြန်ပြီးတော့ family reunion ပေါ့ Egypt ပြည်မှာပြန်ပြီးတော့ဆုံစည်းတဲ့အခန်းကိုကျွန်တော်တို့ဖျက်ကျော်လာခဲ့ပြီသူတော်တောင်မှာကြတော့ဖျားလူမျိုးတော်လည်းမသိဂျိုးဆဲလည်းမသိရှင်ဘုရင်တက်လာတဲ့အခါသူတို့ကိုအမြင်ပြောင်းလဲခဲ့ပြီငါတို့တနေ့ကျရင်သိမ့်ပိုက်မဲ့လူတွေဒါကြောင့်သူတို့ကိုဆိုပြီးခါမှစတင်ပြီးတော့ဖြစ်နေတယ်ခလေးအထူးသဖြင့်ယောက်ျားလေးမွေးလာရင်နိုင်မြစ်သေးကိုပြစ်ချကြတယ်အလုခံရင်ဒီကိုမနိုင်မနေမြို့တော်ချစ်တမြို့တည်ပြီးတော့အဲ့ဒီမှာပေါ်တာအလုကျန်းလုပ်ကြရတယ်အဲ့ဒီချိန်မှာမိုးစေကိုခေါ်ခဲ့မိုးစေကျွင်းထွက်ပြေးတင်းဆောင်ရာကနေပြန်သွားမင်းကငါရဲ့လူတွေကိုဥဆောင်ရမယ်သူတို့ညီတွားတာသူတို့ရဲ့ဆင်းဒုက္ခတန်ကိုငါကြားရပြီဆိုပြီးခေါ်ခဲ့တာဖြစ်ဆိုတော့မိုးစေဟာဒီနေ့သူ့ရဲ့လူကြီးနဲ့ဒေကန္တာယခရီးကိုအီဂျစ်ပြည်ကနေစပြီးတော့လွတ်လပ်ရေးရပြီးတော့ထွက်သွားတယ်ဒီနေ့ဒီချမ်းစာလေးဟာကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲတာဝန်ရှိသူတွေဖာရိုးတွေငါတို့ဒီလိုလွတ်တာမှာပြီဘယ်သူကငါတို့အလုပ်လုပ်ပေးမှလဲ service မရှိတော့ဘူးမှာပြီပြန်လိုက်ကြဆိုတော့မင်းတက်နဲ့လိုက်တယ်ဒီနေ့မင်းတက်6သိန်းဆိုတော့
Egypt to Kitu Kaga, to ye sit in our Silanego, did the king of pure solution. Nyao Korea, Russia, US to Hamu, Pionia, Nyao Giri, the Kimajaro, the Ke, no Dong Giri, ne. Through Kima, the minta, the Ke, take down. I minta go down baby road like to watch him. Tiaga Mountain, Tiaga Sire, the same at the Tiaga. Hello there. They need to do a yell, a pima, san a dreamer, Pietana Sare. The beggar down, the beggar, Pileni, a lame my young lady. So the beggar lamb shiro, and now let's say also sit at the Yaulabi. Arima loa, a chan gongabi. Rajamulo, Ludabi, through ye new tangabale. Mose Boma, me, Maru Ichibima, Gongoli Sari, Taware, John da Pita. Akudima ganging head to ye sapiaroma. Danger machine, Bamashi, Eganayama, Maru, ganging head to ye sapitome. Maru coladale, sweet down it, pitine. Erika, Moses ka, Piat Kinsan, Dine de Sudown. Being Piat Kinga, Pulare, Pilare, Tanleabale. Me, Sube down it, so have you. Me a lego, Billy Massa, the Chango Bro, my shop. Piat, Ari Hamri Pila, the Calacasanaro, Piatias, or a Comachino, Piajam, Tuare, Crusade, a lady, Tongyalem Duarobu, Tangalem Sharabu, a lulem Tredobu, Pia, Ari Alipola. The Mabella Monet, Toa, low, Ari Checkling. Now the Setema, Kunaga, Moses got the Kego, a pit in La Pita Jigo. She like that, I mean, she there. Sagaga leve, didn't die out. Generally, young G chain, Hamule Pipa. Ballet solution. Miro, hello, many you there. Piat King ha, Balo Malay, Surago, Samchi. Stand firm there. The teenager, take lady, some. Piasia, Balo Malay, Surago, some. Gee, Edu Hamu, Kid. Dina legale. Ke Bujuare, winning Tansire. The Nigabama, Lutan Wayma, Jacque, Chiwa, Muning and Gaba. The Kubi Nilo Angile. Atan, a Suyara Lampo, Trade or Samna Piari, South Kimbo. Adam Muli Chilla. Do ye Gaba Male, the Uchin or the gown. Nigo Dine Midasu Piatana, attained or Piatana, community Piatana. That really Shideka, the Cheka. Cancer pile. Maone, Elachimine, Pietram Shane, take the Pia the King, Balo Male, so have some cheap bars or 3 betam chipare, to get leopare, through a role, to pick up Luxuro, Ninu Siave, a pitin Siave, shall she be a motion colare, and he had through a sudan. Musebegale, to get young Chirapia, kindness, or a gale, a P1, young Chire. Rajamo discount your yeda. Some, take Pia the King, Balu Malis Road, Sounding, Minduka, Tawanga Ballet, take Glini Pue, Edwin Willie Ponsan and Pira to share. Majabu, gave a maid door dying. Pinland the Chanque Dware, Aima, Alema, Chop to it, the Lama, Petan Kerero, the chance I got Timbiare. Hupeka Yama, the Nissan Jangriga, Ezodasgani, Sanganish, you know. Who peka Yamar, Kare, Bong, DP, Gabiro, Tisore, the Chindan Pipa. Let us sing to the Lord. He has covered himself in glory. At the breath of your anger, the water piled up. The falling water stood like a mount. The flood waters congealed in the midst of the sea. The enemy boasted, I will pursue and overtake them. Sali Pin. Pin Le Nima. The Rugo Pissi to our chain, Pia the Gagondo, Chimon Jimpo. The car, the Jowness Senway Biro, Januru Ne, Yongji Chimbo, Yambo, Yongji Rabono, Duro Simbo, Yongji, Catholic, Jetty Chegani, Tuani. Through a Kudaga, Mose, Puris Galidia, Chansama, the Chet, Bore. Jano, Chap your resolution, I'm way at the goal of Yojima. Miracle, Dinity, I'm way at the Bushi. Jesus kidon as Lucy, which answered, Being labor man, so candy, Chima,
hala ro line de pu tha de ro Jesus ka la de ko ro ko le po let khan ja de ko ro ko le po let khan da ne pian ne kan yauk twa deအဲ့ဒီကျမ်းစာလေးတွေရပါလေမဖြစ်နိုင်တဲ့အရာတွေဖြစ်သွားတာတိတ်ပံနဲ့မဟုတ်ဘူးကနန်းနဲ့မဟုတ်ဘူးကနန်းဆိုတာ1နဲ့2ပေါင်းရင်3ပေါ့နော်တိတ်ပံဆိုရင်လက်တွေ့ပြမှယုံမယ်ဒီခေတ်ကအဲ့ခေတ်အခုနတို့ရဲ့ကျမ်းစာကပြောတဲ့ယုံကြည်ခြင်းတို့အံပွေရတကူတို့ကဒီနေ့ခုနကပင်လယ်နေကိုကွဲသွားတယ်တဲ့အဲ့မှာလျှောက်လန်းတယ်တဲ့ဒီနေ့တိတ်ပံပညာရှင်တွေကပြန်တွေးပြီးတော့ခဏလေးဒီအတဲချဖြစ်မှာပါဆိုတော့ commentary တွေအများကြီး idea တော့တွင်းတယ်သို့တော့တစ်ဖက်ကကျမ်းစာကဘာဆိုလို့တလဲဘုရားသခင်တကယ်တဘာဝကိုစန့်ကျင်ပြီးတော့တကူဒီချက်ဖြစ်စီစဉ်ပေးနိုင်တယ်ဆိုတဲ့ချက်ဒါကြောင့်သခင်ယေရှုကိုထေပေါ်လက်ခံခြင်းကံနာရောက်သွားခြင်းနောက်မနေ့ကကျွန်တော်ဖတ်အာဗြဟံရဲ့ကျွန်မကသားလေးမွေးတယ်ဆာရသားလေးနဲ့ကြီးလာတော့ဆာရသားလေးပူငယ်တယ်ကစားတဲ့အခါမှာဟာဂတ်ရဲ့သားကဣစမေလေးကလည်းပူပြီးတော့ကြီးတယ်ဆိုတော့ထောက်မိတာတွေအနိုင်ချင်းတို့ဖြစ်တော့ဖြစ်နိုင်တယ်အဲ့ဒီပေါ်မှာဆာရကစိတ်ဆိုးတယ်အာဗြဟံသူယောက်ျားသူသခင်ကိုဆုညံမှုတစ်ခုပေးတယ်ဒီတိုင်းဆိုရင်ဒီနေ့ခေမိခင်ရဲ့စကားနဲ့ဆိုလို့ရှိရင်ကျွန်မပညာပြတော့မယ်နော်ဆိုတဲ့ဟာမျိုးပေါ့အာဗြဟံကတော့ဆိုရင်လေအဲ့ဒီဆာရာကလာတိုးလိုက်တဲ့ဟာကိုဘာသွားပြီးတော့လုပ်လိုက်တယ်အကောင့်ထေပေါ်တယ်အထုပ်ဒီပြင်ပြီးကမှကျွန်မနော်အရင်တော့ဒီဆာရာပဲကျွန်တော်ကအသက်ကြီးပြီးတော့ဒီကျွန်မလေးနဲ့ပဲသွားပြီးတော့ပေါင်းလိုက်ဘုရားသခင်ဂရိတော်ကကျွန်မကနေလာမှာမဟုတ်သူ့စီကနေဖြစ်မှာဆိုသူပဲလိုက်ခင်းပေးခဲ့တယ်သူ့ကြံတဲ့ဒီဟာဂိုင်းနဲ့ပေါင်းဖြစ်ခဲ့တယ်အခုမွေးလာတဲ့ကလေးကိစ္စမှာသူ့ရဲ့ကလေးဣဇာကလေးနဲ့နေရင်ထိုင်နေမိသားစုပြဿနာမှာဒီဆာရာကပြဿနာတက်ခြင်းဆိုတော့အဲ့ဒီတုန်းကဟာဂိုင်းကထွက်ပြေးတယ်နေပူလောင်လောင်ကြီးသူ့သားလေးကလည်းရေစာသူလည်းရေစာအထွေထွေသူ့သားလေပဲဆိုတဲ့တီတော့မှာသူ့သားကိုတေးနေတော့မမြင်ရဘူးတဲ့ဒါကြောင့်ဆံဝေဒနေမှာထားတဲ့အဝေးကနေသူကြည့်တယ်အဲ့ဒီအချိန်မှာဘုရားသခင်လာပြီမင်းပြန်သွားထွက်ပြေးနေမင်းရဲ့သားနဲ့လည်းလူမျိုးကြီးဖြစ်စေတယ်ဟာဂိုင်းကမျက်စိမေးပြီးတော့ဘုရားသခင်ရဲ့ဗျာဒိတ်တော်ကြားပြီးတော့မျက်စိပွင့်လာတဲ့အခါရေအိုင်ကြီးတွေ့တယ်အခုအလိုအပ်ဆုံးပါလေရေသူသားမတီတော့မှပါလေရေမျက်စိပွင့်လာတော့ရေအိုင်ကြီးတောက်လို့မကုန်ဘူးဒီချမ်းစာတွေကချမ်းစာဒီနေ့တို့ရဲ့သွားနေတဲ့ဘဝတွေမှာကိုယ်နဲ့မထိုက်တန်စွာရောက်ရှိလာတဲ့ကောင်းကင်ကကြတဲ့လူခံစားတဲ့ခြေဆုတော်တွေရှိတယ်အဲ့ဒီဟာကိုတို့ကယုံလားကိုယ့်ရဲ့ယုံကြည်ခြင်းကโอเคထားလိုက်ပါတော့အဲ့လိုဟာမျိုးနဲ့မသွားရင်လောကရဲ့အတွေ့ကိုသူတို့ရဲ့အတွေ့ခေါ်သူတို့ရဲ့ဆင်လာဆုံးဖြတ်ပုံဆုံးဖြတ်နည်းသူတို့ရဲ့ဟန် attitude ဒါတွေကိုတစားနဲ့သင်ရှိမှရောက်လာပြီးတော့ကြီးလာခဲ့ရင်ခုကဘုရားရှင်ရဲ့ခဏစောင့်ကြည့်နော်ဘာလုပ်လဲဆိုတာကြည့်ဆိုတဲ့အချက်မှာတို့ကမဆောင်နိုင်တော့ပြောပြလိုက်တယ်ဆုံးဖြတ်ပလိုက်တယ်အိမ်ပြန်ပလိုက်တယ်အဲ့မှာဘာဖြစ်သွားလဲဘာမှလို့ဆိုရင်ကြီးချော်သွားတယ်တကယ်ဂတိတော်ရမယ်လက်ဆောင်လက်ထက်မှာကင်ပြီးတာမပေးဖြစ်တော့ဆုံးရှုံးမှုပေါ့ဒါကြောင့်မလို့ခုနကကျွန်တော်တို့ဒီဒါအာဗြဟံရဲ့အစစ်ပြေလေအာဗြဟံဟာဘုရားသခင်ပြောခဲ့တဲ့ခြေတရားလောက်မြတ်မြင့်တေးလောက်မြတ်မြင့်သားစဉ်မိဆက်ဘုရားသခင်အတန်ကြားခဲ့တဲ့ဟာနဲ့တွားတယ်ခိုးအဝေးကိုဘုရားသခင်ကခေါ်တော်မူတယ်ကာနန်ပြည်ကိုခေါ်တယ်ဆိုကြပါစို့ဦးကနေတွားတယ်မိုင်အားဖြင့်ကျွန်တော်တို့ဘယ်လိုပြောရမလဲ600 900လောက်ဝေးတယ်ဟာခါနေစခိုင်ထိဝေးတယ်ကြော်တော်သွားတော့ချီကျင်သွားတယ်အတိမရှိဘူးကိုရေရွာရောက်ရင်ကိုတင်ငယ်ချင်းရှိတယ်အမျိုးအိမ်ရှိတယ်မရှိဘူးမတူပြရောက်ဒီနာတဲမရှိဘူးစင်တက်နေရောက်သွားတယ်ခေါ်တော်မူချင်းကြောင်းပြောတာနော်အဲ့ဒီမှာသူသွားတယ်အဲ့ဒီမှာဘေးပန်းဝန်းကျင်အဖြစ်အနှောက်အယှက်ကသူမိမပဲကဲဘလို့လဲမဟုတ်တော့ဘူးချင်းနဲ့လမ်းမှာလေသူမိမရဲ့အတန်လေးရှိတယ်နော်အနှောက်အယှက်တို့ရဲ့ဒီလမ်းမကြီးပေါ်မှာပတ်ဝန်းကျင်အတန်အခြေအနေအမျိုးမျိုးသောအနှောက်အယှက်ပေါ့သို့တော့အာဗြဟံကရောက်သွားတယ်ဆက်လက်ပြီးတော့သူ့ရဲ့ထိမ့်သိမ်းထားတဲ့ဂတိတော်ဘုရားသခင်နဲ့ပြည်ငင်တဲ့ခရစ်ယာန်ရဲ့အနေအထားမှာပြည်ငင်ဆိုတာကြီးမားတယ်အာဗြဟံနဲ့ဘုရားသခင်ကြားထဲမှာရှိခဲ့တယ်လို့ဒီနေ့တိုင်ဖုံတို့ sister တို့ဒီသစ္စာဆိုတဲ့အခါပြည်ငင်လူသားတွေဖြစ်တယ်အဲ့ပေါ်လျှောက်လှမ်းခြင်းဖြစ်တယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့
ရဲ့တကယ်ဘဝကိုတနေ့ပြီးတနေ့ပါလေဆိုတာစောင့်ကြည့်နေရမယ်ပြီးရင်ဆူတောင်းနေရမယ်စိတ်ရှည်တိခံစွာနဲ့အဲ့ဒီယေရှုတော်ကိုမျှော်နေရမယ်ယုံကြည်နေရမှာဆိုတော့ဒီနေ့ကျမ်းစာမှာသခင်ခရစ်တော်နဲ့ဖရာစီဒီရဲ့တွေးဆုံခန်းလဲဒီအတွက်တကယ်ကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဖရာစီဒီကပါလဲလာပြီးတော့တကူတွေးချင်နေတဲ့လာတောင်းတာခေတ်စကားနဲ့ပြောရင်ချိုးချင်းတောင်းတယ်လို့တောင်းတယ်မရဘူးတဲ့မင်းတို့ခေတ်ကိုမရဘူးတဲ့တခုတော့ရမယ်ဆိုလို့ရှိရင် Prophet Jonah ခေတ်ကအဲ့ဟာမျိုးတကူပဲရမယ်တဲ့ဟုတ်လား Prophet Jonah သူကပါလဲ9ထက်3ရက်ရောက်တယ်အေးသူအတိခံမဲ့3ရက်မြောက်မှရှင်းပြမယ်ဆိုတဲ့အချက်လက်ဒီနေရာပါတယ်ဆိုတော့မထိုက်ဘူးပေါ့သူရဲ့တကူနဲ့မထိုက်ဘူးဒီအချက်မှာပါရှိတယ်သူတို့အတွက်တကူမလိုတော့ဘူးဆိုတဲ့အကြောင်းပါတယ်မင်းတို့အတွက်ငါတကူမလိုတော့အများကြီးတွေးခဲ့ပြီမစ္စတီကန်လာပွင့်ပြီးလာဇရုတောင်ထားပြီးဘာလို့သေးလဲ7 day သွေးသွန်းတာပျောက်ပြီးဝက်လုံးလေးထီုံနဲ့ဒါဒီသတိတွေအကုန်လုံးကြော်ခဲ့ပြီဘာလို့သေးလဲယုံလည်းမယုံသေးဘူးတကူပဲရှောက်တောင်းနေတယ်မယုံသေးဘူးလုံလောက်ပြီ evidence enough ပြတော့မင်းတို့ကဒါနဲ့ပဲထိုက်မယ်ဆိုပြီးခါမှပြစ်ထည့်လိုက်ရောတခါတို့တွေ့ရော evidence ခရစ်တော်ရဲ့တကူဟိုလူတွေနဲ့ဆိုင်ဟိုဓမ္မဟောင်းခေကခုနကတောင်ကဘာချမ်းကမိဖုရားတို့နောက်နိနေဝေမြို့သူမြို့သားတို့နဲ့ဆိုင်တို့ဘလောက်အာသာချက်ရှိလဲဆိုတဲ့ချက်လဲစဉ်းစားစရာရှိတယ် evidence ခရစ်တော်အထံတော်မှာတုံလုံးတူထောက်ပြီးလက်မြောက်ပြီးဝင်ချဖို့နောင်တယူဖို့ပြောင်းလဲဖို့ဘလောက်အာသာချက် evidence တတိဘလောက်ရှိလဲအေးခုနကနိနေဝေမြို့သူမြို့သားတို့ဆိုတာဒီ gospel ကမ်းချာကိုခရစ်တော်ဆိုတာမင်းတော်မင်းဘူးသို့တော့ဂျောနာ prophet ဂျောနာသွားပြီးတော့ပြောလိုက်ယုံနဲ့ရှင်ဘရင်ရောလူဒီရောကလေးတွေရောတရိษံတောင်မှအစာဆောင်ခိုင်းတယ်အဲ့ဒါမှဘသူတွေလဲဂျန်တေဥကျူးမဟုတ်တော့သူမြတ်ဖြစ်လိုက်ပြီလေအခုကငါတို့တကယ်တမ်းရှင်းတယ်ငါတို့ဖျားလူမျိုးကျူးရီခွန်လက်ရှိတယ်အဲ့ဒီအဖွဲကနောင်တမရချင်ဘူးမပြောင်းလဲချင်ဘူးဒီခရစ်တော်ကလူစီကတောင်းနေတဲ့အချက်ကအဲ့ဒါဖြစ်တယ်ပြောင်းလဲခြင်းနောင်တတောင်းဝေကယူတတ်ခြင်းခုနကဖရာစီတွေကမာရိယတာပဲတည်တယ်ကျိုးဆက်တည်တယ်လက်သမားဖြစ်တယ်ဆိုတော့ဒါနဲ့ပဲအခိုင်အမာယူပြီးတော့မန်တက်တယ်ခရစ်တော်ကိုနေရာမပေးဘူးဒါကြောင့်မလို့သူကခုနကတောင်ဖေချမ်းကမိဖုရားကဆောလမုန်မင်းကြီးရဲ့ဩဝါဒကိုခံယူဖို့အဝေးကြီးကနေလာတယ်တောင်ကဘာချမ်းကနေနန်းတွင်ထိလာတယ်ဒီမှာဆောလမုန်ထက်ငါကြီးတယ်အဲ့တော့မင်းတို့ကမယုံချင်ကြဘူး prophet Jonah ရဲ့ငါကြီးတယ်သူသွားဟောလိုက်တဲ့ကနေနေဝေးမျိုးသူမျိုးတွေပြောင်းလဲတယ်အခုသူထက်ကြီးမြတ်တဲ့ငါမင်းတို့မယုံကြဘူးဒါကြောင့်မို့ဆိုပြီးခါမှလူကချမ်းစာမှာဆိုလို့ရှိရင်ထိုနေ့ကျရင်နောက်ဆုံးသောနေ့ကျရင်နေဝေးမျိုးသူမျိုးသားတို့ကဆန့်ကျင်ဖက်တောင်ပဲမိဖုရားကဆန့်ကျင်ဖက်တင်းတို့ကိုတရားစီရင်မယ်တဲ့နာမှန်လားအဲ့လောက်နာတဲ့စကားမရှိဘူးအဲ့ခရစ်တော်ဝတ်ခါရစကိုပြီးတော့မြို့ပေါ်ကနေဆွင့်ပြဖို့ခံခဲ့ကြတယ်ဆိုတာတွေကကျမ်းစာပြောပါတယ်ဘလောက်နာလဲဆိုလို့ရှိရင်ငါတို့အဲ့လောက်မြန်လို့တလားဆိုတဲ့ဟာမျိုးပေါ့သို့တော့ပြောလိုက်ရတယ်ဒါပေမဲ့အဲ့ဒီတော့ကခရစ်တော်ကအေးဆေးပဲရှောသွားပြီးတော့သူတို့လည်းမလန်းလျှောက်သွားတယ်သူတို့လည်းဘာမှမတတ်နိုင်ဘူးရှက်စရာကြီးဒါကြောင့်မလို့ဒီနေ့မိတို့ရဲ့ရှောက်လန်းနေတဲ့ယဟန်လောင်းအဖြစ်တွေဟာကဘာကပေးနေမယ်မြို့ထဲသွားလိုက်တွေ့နေမယ်အဲ့ဒါလေးကမတိမတာတိတာတာတချို့ပဲဖြစ် input ရှိတယ်အဲ့ဒီ input လေးကမတိစိတ်မှာကြီးလာတယ်ဖြည်းဖြည်းနဲ့ကြောင်းပိတ်တဲ့အခါသွားတဲ့အိမ်ပြန်တဲ့အချိန်မှာရွာကအဲ့ဒီရောက်တဲ့နေရာက input ကသူ့ဟာသူရှိတယ်တချို့ကအဲ့ဒီမှာဒီဖက်ကနေယူတယ်တချို့ကျတော့ဒီဖက်ကနေယူတယ်အဲ့ဒီအယူတက်ချင်းမတက်ချင်းမှာကြီးထွားလာတဲ့ဒီခရီးစဉ်မှာဆုံးဖြတ်ချက်တွေဟာလွေမာပြီးမှတချို့ကအပြေရောက်သွားတယ် ex-seminarian တို့ဖြစ်သွားကြတယ်တချို့ရောဆက်သွားပြီးတော့ဖတ်တန်ရောက်တယ်ဆိုတော့အဲ့ဒီကအဲ့ဒီအထိက writer တို့ဖုန်းတို့လိုက်မကြည့်နိုင်ဟိုးအတွင်းတနေရာမှာကိုယ့်ဟာကိုယ်ကျမ်းစာတော်ရဲ့လှုပ်ဝဲချက်အသင်းတော်ရဲ့ယက်တီချက်လှုပ်ဝဲချက်ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်နဲ့ယုံကြည်ခြင်းအဲ့ဒီဂရုတော်ကိုကျွန်တော်တို့
တင်းပိုက်နိုင်စွမ်းသည်တစားတစားခံယူရမှာဖြစ်ပါတယ်တချို့ကမိသားစုမှာအခိုင်အမာတာတွေရှိခဲ့ပြီတစ်ချက်လောက်ပေါင်းပြီးခါမှဒီပါရမီလမ်းကြောင်းပေါ်ဖြစ်တဲ့ဘောဓမိုင်နာမေဂျဘဝကိုဆိုက်ရောက်လာပြီးတော့အဲ့ဒါကိုပြန်ပြီးတော့ခါလာပြန်ခြေခြင်းဖြစ်တယ်ဆိုတော့သတိနဲ့ကြွားရမယ့်အခန်းလေးကပါလဲဆိုလို့ရှိရင်ကဘာကိုလည်းကြီးပြီးတော့နားလည်ရမယ်ဒီအသင်းတော်ဒီဖျားလူမျိုးတော်ဒီနေ့သူတို့စင်တို့ရဲ့အဖြစ်ကိုလည်းကြည်ပြီးတော့သုံးသပ်နိုင်ရမယ်အဲ့ဒီမှာခရစ်တော်ကအနိုင်ယူတဲ့ပွဲဖြစ်စေရမယ်ခရစ်တော်ကတစ်ခုလာပြန်ပြီးခရစ်တော်ကရှုံးတယ်တစ်ခုလာပြန်ပြီးခရစ်တော်ကမျက်နှာညတယ်တစ်ခုလာပြန်ပြီးဝိညာဉ်တော်ကစိတ်ကောက်တယ်အဲ့ဒါကြီးပဲဆိုလို့ရှိရင်ကိုရောတို့ရဲ့ကလေးတို့ရဲ့နှလုံးသားထဲဘဝထဲမှာအောင်ပွဲခံလာနေတဲ့ခံသွားတဲ့ဟိုအထိမတိမတာနဲ့အဲ့ဒီအောင်ပွဲခံသွားတဲ့မာနကလေးဟာနတ်ဆုကလေးဟာတကယ်ပုံကြီးပြီးတဲ့အခါစစ်မှန်တဲ့ဝိစာကြီးမဟုတ်တော့တလွဲကြီးဖြစ်သွားတယ်အဲ့ဒီခါကျတော့ဘယ်နေရာရောက်သွားလဲဒီနေ့ဖျားသခင်ကိုဘုန်းတော်ထင်ရှားစေနိုင်ခွင့်ပြည့်ကွက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ပျော်ရွှင်စွာဝမ်းမြောက်စွာလာပြီးတော့ဘဝကိုအဲ့ချီဆုံးပြည့်သူတို့စင်ဘဝတဲ့ကိုရောက်ရှိလာတဲ့အခါအနောက်ကနေကြည်နေသူပိဋကကြီးဟာခါမောင်ကြီးကာတီတရေစင်ချပါတော့ယူနီဖောင်းလေးနဲ့တွားရှိခိုးတဲ့အချိန်အနောက်ကဘာသာသူတွေကကြည်ပြီးတော့စင်ဝင်အားတကယ်ကောင်းတယ်ဟိုအနာကအတင်းတော်ရှိတယ်ဖုံလေးတွေများကြီးဆိုတဲ့အဲ့ဒီအားတွေဟာငင်းလို့မရတဲ့ဟာဖြစ်တယ်ရွာပြန်တဲ့အခါပိုစတင်သွားတဲ့အခါလူဒီတင်တို့ကိုတွေ့တာနဲ့ရယူလိုက်တဲ့အင်အားတွေဟာဒီမှာငင်းလို့မရဘူးအတူတူပဲဖြစ်စေကြပါဆိုတဲ့ဟာကိုမှာကြရင်းနဲ့ဘယ်အထိပြောလဲဒီလောကမှာကောင်းကင်ခြေတာယာများကဲ့သို့လင်းလဲကြလောလို့မှာထားတာဖြစ်ပါတယ်ရှိတဲ့ချိန်နဲ့မရှိတဲ့ချိန်ကျွန်တော်ရှင်းစင်တော့လိုပဲဆက်နေကြပါတဲ့ဒါဟာဒီနေ့ကျောင်းသူကျောင်းသားဘဝတင်တို့ရဲ့ဘဝမှာတင်တို့ကို indicator ငါဘယ်လောက်အဆင့်ရောက်လဲဆိုတာကိုသိနိုင်ခွင့်ဖြစ်ပါတယ် writer တို့ဖုံတို့စီကန်ထင်းတို့လုံးဝမကြည့်တဲ့အချိန်မှာနေတဲ့ထိုင်တဲ့ဒီပုံစံလေးတွားတဲ့ချင်းဒီချစ်တော်အနိုင်ရချင်းဖုံဒီကအကြောင်းမျိုးပေါ်မှာစီဝေးသွားတယ်ဒီတိုင်းထားခဲ့တယ်တချို့ကပြောပြီးတကယ်မြောင်းလောင်ကလေးတို့ထားလိုက်ပါတော့လူလည်းငယ်ရောလာမျိုးရှိတယ်ကိုလည်းပါတဲ့တစ်ဖက်တွေရှိခဲ့ဘူးလေတဆာနေဆိုရင်ဖြည်းနဲ့ဒီဖက်ကိုသွားမှာဖြစ်ပါအဲ့ဒီမှာပဲတစ်ချိန်လုံးနေခဲ့ရင်ခိုးခါမှချိုင်အဲ့ဒါကကိုယ်ပြန်ပြီးတော့အလဲရွှေ့ချဒါကြောင့်မို့လို့ဒီမနေ့မိစာတရားဟောတဲ့အခါပင်လေနီကိုဖြတ်တန်းခြင်းတကူများဒီနေ့တို့ရဲ့ဖြတ်တန်းသွားမဲ့အထက်ကာယလာမဲ့ဘဝဝင်ခြင်းခေရည်ရှိကြောင်းတဲ့မှာကြော်ဖြတ်ခြင်းဘုရားရှင်ကြေမတော်မူပါလို့ဆုတောင်းရမယ်ခရစ်တော်သခင်လည်းတကူပြပါလို့တောင်းကြတဲ့အခါမင်းတို့အတွက်တကူလုံလောက်ပြီဆိုတဲ့အတန်နဲ့အတူခရစ်တော်ပြုလုပ်ခဲ့တဲ့တကူတော်ဒီကိုကော်ပီသိမ်းထားပါအဲ့ဒီခွန်အားနဲ့ဒီကဘာကိုကြော်ဖြတ်ပါရှောက်ထမ်းပါလို့ဒီမနေ့အပိချင်ပါတယ်